ကူဘူတာအင်ဂျင်တွေကိုကောင်းမွန်စွာကြာရှည်အသုံးပြုခြင်းပါလားအခုကျွန်တော်ပြောပြပေးမယ့်အချက်၅ချက်ထဲနဲ့လုံးဆောင်နိုင်ပါလိုက်ကြည့်လိုက်အောင်ပထမဆုံးချက်အနေနဲ့လေစစ်ကိုစစ်ဆေးပြီးပါကျွန်တော်လည်းလိုက်ကြည့်လိုက်အောင်ပထမဆုံးစက်ကိုအသုံးမပြုမီလေစစ်ကိုအရင်စစ်ဆေးသင့်ပါတယ်နိုင်ဒီယာအသုံးပြုပြီးတိုင်းတန်ရှင်းလုပ်ပြီးပါအင်ဂျင်လေဝင်ထွက်ကောင်းစီရန်အတွက်တစ်လားတစ်ချိန်လဲလှယ်ပြီးဒုတိယအချက်အနေနဲ့စီစစ်ကိုစစ်ဆေးပေးပါနေ့စဉ်အသုံးပြုပြီးစီစစ်ကိုစစ်ဆေးပြီးနိုင်ဒီယာကြတိုင်းစေကြောတန့်နေပေးပါဖုံဖုံများပိတ်ဆို့မှုမဖြစ်ရန်အတွက်နိုင်400ကြတိုင်းအသစ်လဲလှယ်ပေးပါတတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ engine wine ဖုံးမဲ့အသစ်လဲလှယ်ပေးပါ engine wine လဲလှယ်မယ်ဆိုရင်ကျွန်တော်တို့ traction magnetic CF4 engine wine ကိုလဲလှယ်ရပါတယ်engine ကောင်းမွန်စွာလဲပတ်နိုင်ရင်အတွက်ပထမဆုံးနိုင်50အသုံးပြုပြီးတိုင်း engine wine လဲလှယ်ပေးပါနောက်ပိုင်းတွင်နိုင်100ကျအသုံးပြုပြီးတိုင်း engine wine ကိုလဲလှယ်ပေးသင့်ပါတယ် engine အေးခန့်ရေးကူးလန့်ကိုမီလက်မကန်ကလဲလှယ်ပေးပါကျွန်တော် engine အေးခန့်ရေးလဲလှယ်တဲ့အခါမှာချောင်းရည်တွေတွင်းရည်တွေကိုအသုံးမပြုရပါဘူးကျွန်တော်တောက်ရည်တန်းကိုပဲအသုံးပြုပြီးလဲလှယ်ပေးပါကျွန်တော် engine အေးခန့်ရေးလဲလှယ်တဲ့အခါမှာလည်းကျွန်တော် anti rush powder လို့ခေါ်တဲ့ရေချိုးမကတ်စေတဲ့အမုံလေးမထည့်ဘူးဆိုရင်တစ်လတစ်ချိန်လဲလှယ်ပေးရမယ်ရေချိုးမကတ်စေတဲ့အမုံလေးထည့်မယ်ဆိုရင်3လတစ်ချိန်လဲလှယ်ပေးသင့်ပါတယ်ကျွန်တော်နောက်ဆုံးအချက်အနေနဲ့ကတော့ဘတ်ဂျိုးအနေထားကိုစစ်ဆေးပါကျွန်တော်တို့ဒီဘတ်ဂျိုးကကွဲရအရာဖြစ်လာပါကချက်ချင်းလဲလှယ်ပေးသင့်ပါတယ်ကျွန်တော်အခုပြောပြပေးသွားတဲ့အချက်၅ချက်အဆင့်၅ဆင့်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကိုဗူဒါအင်ဂျင်တွေကိုမီးမှန်လမ်းမှန်နဲ့ထိန်းသိမ်းပြီးကြာရှည်သွားအသုံးပြုနိုင်ပါတယ်အခုလိုအဆုံးလေးကြည့်ရှုပေးတဲ့ကျေးဇူးများတင်ပါတယ်